မင်္ဂလာပါမြန်မာနွေကကြိုဆိုပါတယ်ကြီးတန်ဆိုတာဘာလဲသိကြပါသလားမသိသေးဘူးဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိအောင်ဆက်ကြည့်သွားလိုက်ကြအောင်နော်ကာကြီးခါခွေးဆိုပြီးတော့ငငယ်ကအော်ဆိုခဲ့ကြဘူးတဲ့ဒီပြည့်အခရာလေးတွေကိုတော့လူတိုင်းသိကြတယ်နော်ကာကြီးကနေအထိစုစုပေါင်းပြီး33လုံးရှိတာလဲမှတ်မိကြမှာပါနော်ဒီပြီး33လုံးစလုံးဟာသူတို့ရဲ့ကိုယ်ပိုင်အတန်တွေကိုယ်စီရှိကြပြီးတော့သူတို့ကိုဖတ်တဲ့အခါမှာလည်းသူတို့ရဲ့အတန်ထွက်အတိုင်းဖတ်ရပါတယ်။ဥပမာကာကြီးအခရာလေးရဲ့အတန်ဟာကဆိုတဲ့အတန်ဖြစ်ပါတယ်။ဒါကြောင့်ကာကြီးအခရာလေးကိုဖတ်တဲ့အခါကာကြီးရေကဆိုပြီးတော့ဖတ်ခဲ့ကြပါတယ်။ကာကြီးဆိုတာကဒီအခရာလေးရဲ့နာမည်ဖြစ်ပြီးတော့ကဆိုတာကမှဒီအခရာလေးရဲ့အတန်ဖြစ်ပါတယ်။ကာကြီးလို့ခေါ်လိုက်တာကလူတွေမှာနာမည်ခေါ်သလိုမျိုးပဲဒီအခရာလေးရဲ့နာမည်ကိုခေါ်လိုက်တာဖြစ်ပါတယ်။ကဆိုတာကမှကာကြီးအခရာလေးရဲ့အတန်ကပြီးတန်ဖြစ်ပါတယ်။ခခွေးဆိုတာကလည်းအခရာလေးရဲ့နာမည်ဖြစ်ပြီးခဆိုတာကမှခခွေးအခရာလေးရဲ့အတန်ခပြီးတန်ဖြစ်ပါတယ်ဒီလိုပဲစာလုံးဆိုတာကအခရာနာမည်ဖြစ်ပြီးစဆိုတာကမှစာလုံးအခရာလေးရဲ့အတန်စပြီးတန်ပါကျန်တဲ့အခရာလေးတွေမှာလည်းအဲ့လိုပဲသူတို့ရဲ့ကိုယ်ပိုင်အတန်တွေရှိကြပြီးတော့အဲ့ဒီအတန်တွေကိုပဲပြီးတန်လို့ခေါ်တာဖြစ်ပါတယ်ကဲဒီလောက်ဆိုပြီးတန်ဆိုတာဘာလဲသိကြပြီနော်တခြားသူတွေလည်းသိသွားအောင်ဒီဗီဒီယိုလေးကို like and share လေးလုပ်ပေးလိုက်ကြပါအောင်နော်နောက်ထပ်လည်းတည်တင်တည်တိုက်တဲ့မြန်မာစာအခြေခံဗီဒီယိုလေးတွေကိုတင်ပေးသွားမှာဖြစ်လို့မြန်မာနွယ် page ကို follow လုပ်ထားနိုင်တယ်လို့မြန်မာနွယ် YouTube channel လေးကိုလည်း subscribe လုပ်ထားလို့ရပါတယ်နော်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်ဆောင်ကြမယ်နော်